ပေပင်တဲ့ပေပင်ရှင်များရောရှက်လျက်ရှိသောရောင်ဝင်လန်းတွင်ဤသို့လူသားမှမြင်နိုင်မှမရှိသောမောင်ဘိုးတင်တို့၃ယောက်ကလမ်းရှောင်နေကြသူတို့ကပေါ်ပါစွာတွာလာနေနိုင်သောကြောင့်ပေတူတစ်ချက်ထခုံလိုက်ပြီးကိုးပေဝင်းကျင်အမြင့်ထိရောက်သောကြောင့်အစမပြတ်ခုံလာရမောင်ဘိုးတင်မှာပေတူ၏လေကုတ်ကိုဆွဲပြီးငင်းငင်းနေရန်တတိပေးလိုက်လေမင်းကရောက်နေရနေရမှာတော်တော်ကမြင့်နေငင်းငင်းဆောက်ဆမ်းမှာငါကောင်ရမင်းတို့ကငါတို့တွေကလူပြန်ဖြစ်ဒီလိုခုံနိုင်မှာမဟုတ်ဘူးကွာခုံနိုင်တော့လေခုံနေတာမင်းကသာခုံနေငါတို့ကမျက်စိနောက်လာပေတူမင်းကဘိုးတင်ပြောလဲပြောနေတရားကွာဘိုးတင်ဒီစကားကိုထောက်ခံလိုက်သူမှာตาအေးဖြစ်ပေတယ်သူတို့လည်းပြောမိဆိုလဲပြောနေတရားပဲပေတူကလမ်းပေါ်တင်ခုံရသွားနေသည်ကိုကြည့်ရသည်မှာအတော်မျက်စိနောက်เสียကောင်းလာတယ်သူတို့တွေးမိသည်ကဘာလဲမစားစားခြင်းစိတ်လည်းမရှိတရတရကဲသူပေါ်ပါနေပြီးဤသည့်ရောက်မှထိတ်ကင်လို့မရသေးပြင်ဤသူမှမမြင်ဖြစ်နေတော့သူတို့ဘဝမှာအဘယ်ဘဝရောက်နေမှမသိဖြစ်နေကြလေတယ်တိုင်းနေပေတူမှာတော့တေမီနောက်ဝင်းကြီးဘဝရောက်နေသည်ဟုအထင်ရှိပြီးအောင်ဘိုးတွေမှာတော့ကိုပြောက်နေသည်ဟုရတာအထင်ရှိလေတယ်သူတို့ကစကားတပြောနဲ့လမ်းလျှောက်လာကြရဇွာလည်းမကြည့်ပြင်ရိတ်အောက်တွင်ချင်းခတ်နေတော့ဖိုးထွေးနဲ့တာရပြင်တောင်စလုံးလှိမ့်နေတော့အောင်တန်းတို့ဘက်ကိုတွေးလိုက်ရောက်ရင်မကြေမနက်ဖြစ်သွားကြလေတယ်ငါတို့ကအမမီတော့ပြောဝင်ရဒီတော့ကလွမ်းနေမှထင်ထားတာအခုကြည့်သူတို့ကချင်းအောင်ခတ်နေသေးတယ်အမမီတော့ပြောဝင်နေမြကွာပါကွာကြည့်ကွာအပေါင်းသိန်းကြီးတွေပျောက်နေတော့သူတို့ကချင်းခတ်မပြတ်ပဲကတိလူတွေတွေ့မယ်ဟိုအောင်တန်းတို့ကလည်းငါတို့မရှိမှပဲလောက်စလုံးလှိမ့်ဖို့ကောင်းနေတယ်ထင်တယ်အေးကွာပြုံးနေတာဟိုဒီကောင်လေးနဲ့တွားကြည့်ကြရအောင်ကွာမောင်ဘိုးတို့၃ယောက်ကလောက်စလုံးလှည့်နေတော့အောင်တန်းတို့ရှိရအလေးတကောင်လေးများအနီးသို့တွားရက်ကြည့်နေကြလေတယ်လောင်စလုံးကလှည့်ရပြင်းနေတော့ကျော်လင်ကိုအမိရကောင်လေးကလောက်စလုံးကိုလှည့်လိုက်ပြီးသူ၏ဘေးတွင်ရှိသောမြင့်မောင်ကအမေစကားဆိုလာလေတယ်မြင့်မောင်ဘိုးရင်တို့ကတေသွားတာဟာလည်းဘလို့လို့သိမလို့ဟာရွာလူကြီးကတော့ရန်နေနဲ့ထက်ဆောင်မယ်လေကွာရက်ဆောင်ပြီးပါလို့မယ်စွန်းတော့မလို့နေမှာပေါ့ကွာအဲ့ဒါဆိုငါပြိလိမ့်မှာစားရတော့မှာပေါ့ကွာငါလက်ခွမ်းကျော်လင်ဟိုကောင်တွေကတေသလားရှင်သလားမသိသေးပါဘူးဆိုမှမင်းကငါပြိလိမ့်မှာအကြောင်းတွေးနေ၃ယောက်လုံးငါပြိလိမ့်မှာဆိုရင်တော့အစင်မပြေဘူးကွာတယောက်ကတော့ငါပြိကြောက်လေးကျွေးနေတော့ကောင်းမယ်သူတို့၃ယောက်စကားကိုနားထောင်နေတော့မောင်ဘိုးတို့၃ယောက်ကကျော်လင်းစကားကိုမချင်မနှက်ဖြစ်ပြန်ဖြေနေတော့မောင်မြင့်စကားကြောင့်သဘောကျပြီးပြုံးနေမိတော့လဲနောက်ဆုံးပင်ဘသူကြောင့်လေးကျွေးရင်ကောင်းမြည်ဟူသောစကားကြောင့်လက်သေးနဲ့ထိုးလိုက်ကြလေတယ်သို့ပေမဲ့မောင်မြင့်အားထိနိုင်စွာမရှိပေတို့ကြောင့်မောင်ဘိုးတို့ကမချင်မနှက်ပြင်စကားဆိုလေတယ်ဒီကောင်လေးဝါကိုယ်တငယ်ချင်းအရင်ကြီးပျောက်နေတာစွန်းတော့မှထမင်းစားဖို့ကြုံနေရတယ်တကယ်ကောင်စိတ်လျှော့ပါကွာအဲ့ဒီကောင်ကြီးကဘာသိရမှတ်လို့စိတ်ထင်ရရှောက်ပြောနေတာကိုမကြည့်လက်နောက်ပြေးပြီးကြည့်နေတဲ့အောင်တန်းတွေ့လားအဲ့ဒီကောင်ကမှအတီတရရှိတာကြည်စမ်းပေတူးပြောတဲ့အတိုင်းဟုတ်ပေတယ်အောင်တန်းဒီလက်နောက်ပြက်ကမောင်ဘိုးတင်တို့အကြောင်းကပြောနေတော့ကြော်လွင်နဲ့အောင်မြင့်အနည်းတို့ရောက်လာပြီးမချင်မနှက်ပြင်စကားဆိုလေတယ်ဟေးမင်းတို့ကောင်တွေနမင်းမရှိနမမရှိဘာလို့ရှောက်ပြောနေအဲ့ဒီကောင်တွေမသေးဘူးကွာဒီကောင်တွေမသေးဘူးဆိုတာငါသေချာသိဆွေးနွေးပြောနေတော့အောင်တန်းကြီးစကားကြောင့်မောင်ဘိုးတင်တို့ကဝမ်းသာအားရဖြစ်သွားကြလေတယ်သူတို့ဤစိတ်ထဲနဲ့တငယ်ချင်းကောင်းဟူရလဲချင်းမှုနေကြတယ်တို့တော့အောင်တန်းကနောက်ထပ်စကားဆိုပြန်လေတယ်မင်းတို့မှတ်ထားဘိုးတင်ပေတူတာရီတို့၃ယောက်လုံးဝမသေးဘူးကွာမင်းကဘလို့လို့တေချာပြောနိုင်တာလဲအောင်တန်းရတေချာတာပေါ့ကွာဒီကောင်တွေတင်ရင်တရက်တန်းဖြစ်မှာဟာအဲ့ဒီကောင်တွေတင်ရင်တို့ရောက်ကို၆ထားမြင်ကြာပေါ့ဒီကောင်တွေကလူပြတ်တွေဆိုတာမင်းတို့လည်းတည်သားနဲ့အဲ့ကောင်တွေတေးကြည့်ပါရွာတွေကခွေးအောင်လှုပ်ပေးမှာမဟုတ်ဘူးအဲ့ဒီကောင်တွေက၆မှာကွာအေးဟုတ်တယ်အခုမ၆ဘူးဆိုတော့မသေးလို့ပေါ့ဒါနဲ့ဒီကောင်တွေနက်ပြည်တွေပါတယ်နက်ပြည်ဟုတ်လားဒီကောင်တွေနဲ့နက်ပြည်ကနတ်သားစီနဲ့ဘာလဲကွာမင်းတို့သိပါတယ်တို့သားကိုပြောပြီးပြုံးစည်းသည့်လုံနေကြတော့အောင်တန်းတို့အဖွဲ့ဟာအောင်ဘိုးတင်တို့ကဆိုးရဲသွားကြည့်လိုက်ပြီးအောင်တန်းငါတို့နဲ့တွေ့ပြီပေါ့ကွာမောင်ဘိုးတွေတော့အောင်တန်းဟာကျိန်းမောင်းပါစိတ်ရှိလက်ရှိထိုးကျိတ်နေပေမဲ့အောင်တန်းကြီးကသူ့ကထိတွေ့လို့မရတော့ကြောင့်ဒီလေးကမှမခံစားရပါပဲလမ်းနောက်ပြပြီးနောက်စလုံးလှိမ့်ဖို့တွားနေပါတော့တယ်